နောက်ကျတလားမထုတ်တာနဲ့လာပြီလာပြီဒါဒီကိုပဲပါလိမ့်လားဟုတ်ကဲ့ဖတ်တယ်တော့ပါလေဖတ်တယ်တော့ပြောပြီးပြောပြီးတယ်အဲ့ဒါကိုဒီလိုလေအိုးကျေရမယ်ဘိုင်းတော့ပါရီ
ဆွဲပါမယ်ဟုတ်တယ်ဆွဲမယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်တို့ပြန်လည်ပြီးတော့60နဲ့9စက္ကန့်ပြန်လည်40နဲ့9စက္ကန့်ပြန်လည်ဖြစ်ထူရမယ်ဖြစ်ပါတယ်ခင်ဗျာဒီလိုကြားတယ်တော့လေးကဒီလိုကြားတယ်လုံးဝဆက်ပြပြီးပါဘန်ဒီကျောင်းသားရဲ့အားနဲ့ပြည့်တယ်ကိုရရဲ့တက်ကြည့်ချက်ကတော့အားပါတယ်တက်ကြည့်ချက်တော့တန်းလေးကတော့ဆန်နိုင်ရဲ့အပြည့်နဲ့ပညာလည်းပြည့်လို့ဆန်နိုင်